အခန်းတစ်ထူးဆန်းသောပါစတိုဇလန်းဆဆချင်းမှာတော့စုံးဟိုင်မြို့တော်ရဲ့မနက်9မိုင်30မိနစ်အချိန်လေးကိုမြင်တွေ့ရမှာပါအခန်းထဲမှာမီးရောင်မှိန်ခလဖလလေးပဲရှိသေးတဲ့အချိန်နူညံအေးဆက်နေတဲ့ကုရင်ပေါ်မှာကျန်းညံချင်းတယောက်ရုတ်တရက်ဆိုသလိုလက်နိုးလာခဲ့ပါတယ်သူဟာပစွန်းတော့ကွေးလေးလေးနဲ့တကောင်လိုမျိုးကိုကွေးထားပြီးသူ့ခေါင်းကိုသူလက်နှစ်ဖက်နဲ့အသင်ဖိနှိထားရရှာတယ်အဲ့ဒီအချိန်မှာသူ့ခေါင်းတစ်ခုလုံးလာကွေးထွက်မတက်ကိုနားကျဲနေတာပါဦးခေါင်းခွန်ထဲမှာတန်ချုံနေနဲ့ဝေနောက်ခတ်နေရတယ်လို့ခန်းစားနေရသည်ဦးရည်ဖျားနေပါထုံချင်းကြိုက်ခဲနေတာတော့ဒါအပြင်ထုနားထဲမှာလဲစူညံတန်လေးဘာမှမသိတဲ့အသေးပဲမဲ့အတန်ပလန်နေနဲ့ပြည့်နေနေကြီးအမြင်အာယုံတွေပါဝေဝါးလာပါတယ်ကယောက်ကနတ်ဘုံရိပ်တွေလဲမျက်စိရှေ့မှာဖြတ်ပြေးနေပါတယ်ဒါကိုကြည့်တာနဲ့တိုင်းထုတဲ့ယောဂဟောင်းပြန်လာပြီဆိုတာကိုကြမ်းရွံချင်းချက်ချင်းသိလိုက်ရပါတယ်သူဟာတုံရင်နေတဲ့လက်တွေနဲ့အိယာဘော်ကနေလေးဘက်ထောက်ဆင်းလာပြီးတော့ကုရင်ဘေးမှာရှိတဲ့စားပွဲအန်ဆွဲကိုဖွင့်လိုက်ပါတယ်ပြီးတော့ဆေးပလင်းကိုစန်တဝါဝါလိုက်ရှာပြီးအဖုံးကိုအလောတကြီးဖွင့်လိုက်ပါတယ်အပြာအယောင်ဆေးလုံး9လုံး6လုံးလောက်ကိုလက်ဖွားတဲ့ထဲပြီးရေတောင်မတောက်နိုင်တော့ပဲအတင်းမျိုးချပစ်လိုက်ရပါတယ်ဆေးတောက်ပြီးတာနဲ့သူကကုရင်ဘော်ကိုပြန်လဲပြစ်လဲလိုက်ပြီးပါဇက်ကနေအသက်ကိုပြင်းပြင်းရှူရင်းခေါင်းကိုက်ဝေသလားကိုအန်ဂျိပ်တွေးခတ်နေလိုက်ပါတယ်10စက္ကန့်ကျော်လောက်ကြာသွားတဲ့အခါမှာတော့ဝိညာဉ်ကိုပါဆွဲဆုပ်ဖဲခိုင်းရတယ်လို့မျိုးခံစားနေရတဲ့အဲ့ဒီခေါင်းကိုက်ဝေဒနာကြီးဟာတဖြည်းဖြည်းယော့ပါသွားပြီးပုံမှန်အခြေအနေကိုပြန်ရောက်သွားပါတော့တယ်ဟိုးဆိုပြီးကျန်းရွံချင်းတပ်ပြင်းတစ်ချမ်းမှုတ်ထုတ်လိုက်တဲ့အချိန်မှာသူ့တကူလုံးမှာချွေးအေးတွေရွှဲနစ်နေပါပြီတကယ်တော့ဒီစမ်းကြဲတဲ့ယောဂကသူ့ကထက်တန်းချောင်းသားဘဝကလေးကဆွဲကတ်နေခဲ့တာပါယောဂလက္ခဏာကဘယ်လိုလဲဆိုတော့သူ့အုံနောက်ကထိန်းချုပ်လို့မရနိုင်လောက်အောင်တိတ်ကအမတ်တရတွေရဲ့မေးပြောင်နေတဲ့အချက်လက်အမိုက်တရိတ်တွေအားလုံးကိုပြန်လဲအဆဖော်ပြီးတရေဆက်ခွဲချင်းစိတ်ဖျားနေတာပဲဖြစ်ပါတယ်အဲ့ဒီလိုအချိန်မျိုးမှာဆိုရင်အုံတော့ကခန္ဓာကိုယ်ကိုလွှမ်းမိုးချုပ်ကိုက်ထားမှုဟာမယုံနိုင်ကြလောက်အောင်ကိုမြင့်တက်လာတတ်ပါတယ်ကံကောက်တာကခန္ဓာကိုယ်ကအဲ့ဒီလိုဝင်ပေမှုကိုကြားကျေမခံတဲ့အတွကအုံတော့ရဲ့လွတ်ဆောင်မှုပြတ်တောက်သွားပြီးဒီအခြေအနေကကြားမခံလိုက်တာပါပဲစိတ်ဝင်စားစရာအကောင်းဆုံးကတော့ဒီလိုထူးခြားတဲ့စွမ်းရည်ကောင်ပဲသူကနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်ကြီးကိုဝင်ခွင့်ရခဲ့လာခက်ပါတယ်ကျန်းရွံချင်းကတော့သူ့ရဲ့ဒီအခြေအနေကိုအုံနောက်စွမ်းရည်လွန်ကယ်ခြင်းလို့နာမည်ပေးထားပါတယ်ကိုအစစ်မင်းထမိအစိတ်အခြေစင့်ကွဲပြောင်းလဲဖို့ကြိုးစားနေလာလို့ယုံကြည်ထားပေမဲ့ခန္ဓာကိုယ်ကအဲ့ဒီစင့်ကွဲဖြစ်စဉ်ကိုမထောက်ပိတ်နိုင်လို့မကြာခဏပြတ်သိမ်းသွားရလာလို့သူကယူဆထားပါတယ်ဒါပေမဲ့ဒီအကြောင်းကိုဆရာဝန်ကိုတော့ပြောပြခဲ့ခါဆရာဝန်ကနားမလည်နိုင်ဖြစ်ပြီးအလွန်ကိုအံ့ဩသွားပါတယ်ပြီးတော့အောက်ထပ်ရဲ့အာယုံကြောဌာနကိုသွားပြဖို့တောင်အကြံပေးလိုက်ပါသေးတယ်အတို့ချုပ်ပြောရင်တော့ဆေးရုံကသူ့ယောဂရဲ့အကြောင်းရင်းကိုရှာမတွေ့ခဲ့ပါဘူးနောက်ပိုင်းကျမှသူ့အမေကပြည်နိုင်ကနေဆေးဝါးတွေမှာယူပေးခဲ့ပြီးအဲ့ဒီဆေးတွေကိုပုံမှန်တောက်နေတာမှကာလပတ်လုံးယောဂလက္ခဏာတွေရုတ်တရက်မပေါ်လာအောင်ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်မင်းညာကကောင်းကောင်းမနားလိုက်လို့ဖြစ်မှာပါအရန်ပင်ပန်းသွားတာကိုငင်းရင်တက်ထီငါအခန်းထဲမှာဂိမ်းဆော့သွားတဲ့ကျန်းရဲ့အားကြောင့်ပဲလို့ညှိတွားလိုက်ပါတယ်ပါဇက်ကအဲ့ဒီလိုအပြစ်တင်လိုက်ပြီးသူစိတ်ထဲမှာတော့လေးလံသွားပါတယ်ဘာလို့လဲဆိုတော့ဆေးရအာတီနီစတင်ရှော့နေပြီးသူ့ယောဂချင်းတွေပိုးဆိုးလာမှကျန်းရွံချင်းကိုယ်တိုင်သိနေလို့ပါပဲနောက်ကျရင်ဆေးပမာဏတိုးတောင်းမှရတော့မယ်လို့သူတွေးလိုက်မိပါတယ်အဲ့ဒီနောက်ကျန်းရွံချင်းအားဝါတုံးဖနက်ပါးလေးကိုစီးပြီးပြင်းနေပေါင်းနာကိုရှောက်သွားပြီးလိုက်ကာကိုရွှတ်ခနဲဆွဲဖွင့်လိုက်ပါတယ်နေအောင်ကြီးကအခန်းထဲကိုအလူရတိုးဝင်လာပြီးနေရလက်မကြံလင်းထိန်သွားစေပါတယ်ဧပြီလရဲ့စုံဟိုင်မြို့တော်ဟာຫນွေဦးရာသီပြီးတာယာလပတ်နေပြီးမနက်ခင်းလေပြေကလည်းအေးမြက်လန်းဆန့်နေပါတယ်အဲ့ဒီအချိန်မှာပဲဒုံဆိုတဲ့တကားခောက်တန်တဲ့သူ့အဖွားရဲ့အော်တန်ကတကားအပြင်ကနေထွက်ပေါ်လာပါတယ်ယွမ်လေးအိယာထတော့လေးလူအဖွားနိုးပါတယ်မထဘူးလူကျန်းရွံချင်းကပြက်တန်ပဲငင်းဆန်းလိုက်ပါတယ်စောစီနိုးနေရတဲ့ပြန်အိပ်ပြီးအနားယူခြင်းစီလားຫນွေဦးရာသီရဲ့တာယာလပါတော့စနေတင်းင်းခွန်းဒီအားလိုက်ရမျိုးမှာအိတ်ရတဲ့နက်နေလားကဘဝကိုအကောင်းဆုံးအသုံးချလာမဟုတ်ဘူးလားလို့သူတွေးနေလားဟော့ဒါပေမဲ့သူ့အဖွားကသူ့ထပ်တောင်ပိုးပြီးပြက်တန်နေပါတယ်နင့်ကို3မိနစ်ပဲအချိန်ပေးမယ်အိယာမထရင်ရေနဲ့ပက်ပြီးလာနိုးမယ်တဲ့အဲ့ဒါတော့လေတီးပြီးထပြီလို့ဆိုပြီးကျန်းရွံချင်းချက်ချင်းအရှုံးပေးလိုက်ရပါတော့တယ်စိတ်မြန်လက်မှန်ရှိတဲ့အဖွားကပြောရင်ပြောတဲ့အတိုင်းလုံးတက်မှန်းသူကအတီးဆုံးဖြစ်နေလို့ပါပဲကျန်းရွံချင်းရဲ့နောက်ခံလေးကိုနင်းနေပြောပြရမယ်ဆိုရင်သူ့မူလကြောင်သားဘဝကလေးကဖခင်ဖြစ်တာဟာရံမတော်တဆမှုနဲ့ကွယ်လွန်သွားပါတယ်စိတ်သက်ခိုင်မာတဲ့သူ့မိခင်ကမောင်အိမ်ထောင်မပြူတော့ပဲတားဖြစ်သူကိုခေါ်ကမိခင်အိမ်ကိုပြန်လာနေထိုင်ပါတယ်နောက်ပိုင်းတားကိုအဖွားခွားတွေစီအပ်ထားခဲ့ပြီးသူမကိုယ်နိုင်ကတော့စီးဝါးရေးလောကတွေကိုခြေစုံပြည့်ရောက်ကဆွေမျိုးတွေချီးမွမ်းစရာစီးဝါးရေးလုပ်ငန်းရှင်အမျိုးသမီးတယောက်ဖြစ်လာခဲ့ပါတယ်နောက်ပိုင်းမိခင်ကအိမ်တက်ဝယ်ယူခဲ့ပေမဲ့ကျန်းရွံချင်းကတော့အဲ့ဒီကျဲဝမ်းနဲ့ခေါက်ကတ်တဲ့တိုက်ခန်းကြီးကိုမကြိုက်လို့အဖွားတွေနဲ့လာဆက်နေထိုင်ခဲ့ပါတယ်သူ့အမေကနေ့တိုင်းအစောကြီးထားပြီးညဉ့်တက်ထိပြည့်လာတတ်ပါတယ်ခရီးတွေမကြာခဏထွက်ရပြီးစီးဝါးရေးထဲမှာပဲစိတ်နစ်နောက်ထိုင်ပါတယ်
အားလည်းရတဲ့မှာအချိန်မပေါ်ပေမဲ့မိတ်ဆွေတွေနဲ့တွေ့ဆုံစားတောက်ဟုထွက်သွားတတ်ပါတယ်တဲ့သူမကသားကိုအမြဲပြောတတ်တာကပိုက်ဆံလောက်ရင်လားမလောက်ရင်အမေကိုပြောနော်ဆိုတာပါစီးပွားရေးလုပ်ငန်းရှင်မျိုးသမီးဟာတားထစ်သူကိုငွေချေးအရာအကန့်မတန်ထောက်ပံ့ပေးနိုင်ပေမဲ့ကျန်းရွံချင်းကတော့အမြဲတမ်းပြုံးပြီးညင်းပလဲလေးရှိပါတယ်အဖွားနဲ့အလွေးလေးပေးတဲ့မုံပိုးလေးနဲ့ပဲလောက်ပါတယ်ဗျာလို့ပဲသူတုံပြင်းနေပါတယ်ဟုတ်ပါတယ်မင်းညကသူ့အခန်းထဲမှာဂိမ်းဆော့သွားတဲ့အမျိုးသမီးကသူ့ရဲ့အတွေးလေးပဲထက်ပါတယ်ကျန်းရွံချင်းဟာတန်ဝေရဲနဲ့အိတ်ခန့်တကားလက်တန်ကိုလွှဲဖွင့်လိုက်ပြီးအဲ့ထင်းတွေကိုထွက်လာခဲ့ရတယ်မိခင်ပဲအဖွားဖွားရဲ့နေအိမ်ကပိုင်ဟာ150စတူဒါမီတာကျဲဝမ်းပါတယ်လွန်ခဲ့တဲ့6နဲ့6ရက်အစားမှာဒီရက်ကွက်ရဲ့အိမ်ဈေးကစတူဒါမီတာကိုယွမ်4000ကျော်သာရှိခဲ့ပေမဲ့အခုနောက်ပိုင်းစတူဒါမီတာကို31000အထိဈေးခုန်တက်သွားတာညာနှစ်ဆကျော်မြတ်နေပါတယ်ကံကောင်းတာကအဖိုးရဲ့အမျိုးအမင်းကြီးကြောင့်အိမ်ဟောင်းကိုရောက်မိဒီအိမ်ကိုကြိုးတင်ဝယ်ယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ကျန်းရွံချင်းအရွယ်ရောက်လာပြီဖြစ်တဲ့အတွက်အတွေးလေးနဲ့အခန်းတူနေလို့မရတော့ဧည့်သည်ကိုသာအပိုင်စားရမယ်လို့ပါပဲဧည့်သည်သမင်းစပိုင်းမှာမင်းညကသူကိုခေါင်းကိုက်စေတော့တရားခံမလီကရှန်ပြတ်ကိုရှလွတ်ခနေမီအောင်တောက်နေပါတယ်စပွဲအောင်မှာပန်းရောင်ဖနပါလီကိုစီးထားတဲ့6ရောက်လေးတွေကလွတ်ရမ်းနေပါတယ်သူမရဲ့မြေတာပေါက်လေးကတွဲလျာပြီးလှပပါတယ်ညာဘက်မျက်လုံးထောင်မှာမျက်ရည်ခံမြဲ့တလုံးစီပြီးအိယာထကဆိုမှဖွာလန်ကနေနေတဲ့စပင်းကောက်ကောင်တွေကသူမကိုပြင်းရည်လေးတွဲပြီးလှပဆွဲဆောင်မှုမျိုးပို့ပိုင်ဆိုင်စေပါတယ်ဒီအတွေးလေးရဲ့နာမည်ကကျန်းရွက်အားလို့ခေါ်ပါတယ်သူ့ထက်4နှစ်ကလောက်ပဲကြီးပါတယ်ကျန်းရွံချင်းထလာတာကိုမြင်တဲ့ခါအတွေးလေးကပါဇက်မှာပေးနေတဲ့ဆန်ပြုတ်ကိုလျားနဲ့တတ်ပြီးအန်အောတလို့ပြောတာပေါ့။အော်ဒီနေ့စောစီစီထလို့ပါလား။နိစတိုင်မဟုတ်ပါဘူးတဲ့။ကျန်းရွံချင်းကလည်းအတွေးလေးရဲ့အမေကောင်းမိုးလို့ပဲ plan ဖြီပါတယ်။ဘဲလို့တောင်ရိုင်းတဲ့ကလေးလေးတဲ့။ကျွန်တော်အမှန်တိုင်းပြောတာပဲဟာဆိုပြီးသူတို့နှုတ်အောင်နိုင်လွတ်နေကြပါတယ်။ကျန်းရွံချင်းကပန်းကွင်းတလို့လိုမျိုးလှပနေတဲ့အတွေးလေးရဲ့မျက်နှာကိုတေချာကြည့်လိုက်ပါတယ်။သူမဟာအားအင်ပြည့်ဝနဲ့လှပတက်ကြွနေပါတယ်။ညာဘက်ငင်းငင်းတက်ထီနေတဲ့သူတွေဟာမြက်ခွင်းယူဒန်ခက်ခံရစမဲဒါပေမဲ့ဒီနေရာမှာကသူရှေ့မှာနေတဲ့အမျိုးသမီးပေါ်မှာထိတ်ရောက်မရှိပါဘူးမိဖို့တောင်ကြီးတဲ့ကနေအဖွားကအတန်ကျန်းလို့ခေါင်းပြူကြည့်ပါတယ်ခဏနေကြလို့မှဆန်ပြုတ်ပေါင်းကြီးတစ်ပန်းကိုကိုက်ပြီးထွက်လာပါတယ်အဖွားရဲ့စပင်းနက်တွေကြမှာစင်းကြီးဆန်တွေရောတော့နေပါပြီအကြီးတွေကစူးရှားပြီးစိတ်ကြီးမဲ့အဖွားကိုတယောက်ရဲ့ပုံစံမျိုးရှိပါတယ်အရေးအကြောင်းတွေကြောင့်အလတ်တရားတွေရော့ပွားသွားပြီးတဲ့ငယ်စင်ချိန်ကအချိုးအလတ်တယောက်ဖြစ်ခဲ့ဘူးမယ်ဆိုတာကတော့တေးကြပါတယ်ကျန်းရွံချင်းကအဖွားကမ်းပေးတဲ့ဆန်ပြုတ်ပန်းကြီးကိုယူလိုက်ပြီးအဖိုးတော်လို့မေးပါတယ်လမ်းလျှောက်ထွက်သွားတယ်လို့အဖွားဖြေပါတယ်သူအဖိုးက Razwat ခွင့်မချင်းရအကေအိုတယောက်ချစ်ပြီးအထက်ကြီးလို့ပေမဲ့သူဝနေထိုင်မှုပုံစံကစနစ်တကျရှိနေပါတယ်ညစိန်နိုင်မှာအိယာဝင်ပြီးမနက်6နိုင်မှာအိယာထားလေရှိတယ်ချောမောလက်ပါတဲ့အတွေးလေးကဆန်ပြုတ်တောက်နေရတဲ့ပြုံးစီစီနဲ့စကားစာပြောပါတယ်မနက်စားပြီးရင်အတွေးလေးနဲ့ရှက်ကိုဝယ်ထွက်ရအောင်နဲ့နေ့နေ့အဝတ်စားဝယ်ပေးမှလို့တဲ့ဒီလောက်စေတနာတွေကောင်းနေပါလားဆိုပြီးချမ်းရွံချင်းခေါင်းငိတ်လက်ခံဖို့ပြင်လိုက်တော့မှအဖွားဖြစ်သူကတက်ဖြတ်လို့တဲ့ငွေအသက်ဒီပြည့်နေတဲ့မျက်လုံးနဲ့စိုက်ကြည့်လာပါတယ်နင်သူ့ကိုခေါ်သွားရဲရင်နင်းချလာကိုရိုက်ချိုးပြစ်မယ်လို့ဂရိမွားလိုက်ပါတယ်အမေကလည်းပါဖြစ်လို့လေအတွေးလေးကမျက်နှာငယ်လေးနဲ့ပြောပါတယ်ယွမ်လေးအတွက်ຫນွေဦးဝင်အင်ကြီးတွေဝယ်ပေးချင်တာကိုအမေမဝမ်းတာဘူးလားတဲ့တူလေးကစရိတ်မကောက်ပေးမဲ့ကိုသွေးသားပဲလေတဲ့ဒါပေမဲ့အဖွားကဂရုမစိုက်ပါဘူးနင့်ဘာချရောက်ရိုက်ချိုးချင်လားထပ်ပြီးပြောလိုက်ပါတယ်အဲ့တော့မှအတွေးလေးလည်းနှုတ်ဆူသွားပြီးခေါင်းကုန်ပြီးဆန်ပြုတ်ကိုသာဆက်တောင်နေရပါတော့တယ်။ဒါအမီနေရဲ့စကားတွေကိုနားထောင်ပြီးတော့မှကျန်းရွယ်ချင်းသဘောပေါက်သွားပါတယ်။အဖွားကအတွေးလေးအတွက်အိမ်ထောင်မှတွေးဆုံွယ်စီစဉ်ထားပြီးညံများတဲ့အတွေးလေးကရေကန်အသင့်ကာအသင့်ဆိုရောက်နင်လူသူ့ကိုဆွဲခေါ်ပြီးအခြေအနေကိုဖျက်လွတ်ပြီးဖျက်ဆီးခြင်းနေလားဖြစ်တယ်။အရင်တုန်းကလည်းဒီလိုလုပ်ဖူးပါနဲ့တူလေးကိုခေါ်သွားပြီးမိတ်ဆက်ပွဲမှာခဏထိုက်ပြီးလူမှုရေကောင်တူတော်မောင်ကိုအဖက်လူနဲ့စကားပြောထိုက်လိုက်ပါတယ်။အမျိုးသမီးနေတော့စကားကောင်းနေတော့မှသူမကဘေးကနေဖုံးထိုင်နေတော့ပါတယ်။အဖက်လူကလည်းအလားပကေးလေးရှေ့မှာကိုအထင်ကြီးစေဖို့ကွာလုံးထုတ်ခွင့်ရတယ်လို့ကျေနပ်နေကြပါတယ်။ကျန်းရွယ်အားငယ်စဉ်ကလေးကလှပချစ်စရာကောင်းလို့အင်ကြီးနာချင်းတွေကချီးမွမ်းခဲ့သူပါ။ရုပ်ရည်ကောင်းပြီးညံ့နီးကောင်းလွတ်လပ်ပြီးတွေကိုချစ်ခင်နှစ်သက်စေပါတယ်။သမီးပြလေးလှပလာတဲ့အခါဖွားကစိုးရင်တန်းကနေနိုင်တင်းချက်စွာထင်းချုပ်လာပါတယ်။အလဲစင်เจ้าမှုပဲကရီးစားမထားရဘူး။เจ้าတွေဖက်ယုံကြားလေးတွေနဲ့အပြင်းထွက်လေမလာဘူးစသဖြင့်တားမစ်ခဲ့ပါတယ်။သမီးကလည်းအဖွားကိုစိတ်မပြတ်စေပဲတက်ကတူဘွေးရတဲ့အထိရီးစားတယောက်မှမထားခဲ့ပါဘူး။ဒါပေမဲ့လုပ်ငန်းခွင်ဝင်ခဲ့တော့ပိုင်းအထူးသဖြင့်ဒီနေ့အစ25နှစ်ပြည့်မွေးတဲ့နေ့ရောက်သွားတဲ့အခါအဖွားတယောက်ထိုင်မရထားမရဖြစ်သွားပါတော့တယ်။ငါကနင့်ကိုရီးစားမထားခင်တာတစ်ထက်လုံးအပြိုးကကြီးလောက်ခိုင်းတာမဟုတ်တာပါ။မင်္ဂလိတယောက်ရဲ့ပြောင်းဝင်ခြင်းကဘလောက်ကြာမှာတော့မလို့ဆိုပြီးအတွေးနဲ့နိုင်ငံအနှံ့မှာဒါမိတ်ဆွေတငယ်ချင်းတွေကိုဖုံးဆက်ပြီးအလားတာရှိတဲ့လူပြိုလူလက်တွေကိုစုံစမ်းပြီးသမီးဖြစ်သူတို့မိတ်ဆက် ready စီစဉ်ပေးနေတော့တာပဲဖြစ်ပါတယ်။အဖွားရဲ့သူမသဘောမတူတိုင်းအတင်းကြီးစီစဉ်မနေပါနဲ့ကျွန်တော်ကိုစီစဉ်ပါလားကျွန်တော်ဆိုရင်ငဲမှာမဟုတ်ဘူးလို့ကြမ်းရွံချင်းကပေါက်စီးတလုံးကိုကြိုက်ခွာပြပြီးဝင်ပြောလိုက်ပါတယ်။နင်းကငဲပါသေးတယ်ဘာဒီလောနေတာလဲတက်ခတော်မှာကြောင်းသူတွေအများကြီးပဲကို့ဘာသာရှာမကြည့်ဘူးလားငါ့ကိုလာရှုပ်နေထိုးလိုက်မယ်နော်လို့ဟောက်မှတ်လိုက်ပါတယ်
အဖွားကတောင်းတူဖက်ဖေမဲ့နူးညံ့တင်မဲ့အခင်အလင်းစင်မရှိလူအလွန်ကိုတော့အကြည့်သူပါစီးပွားရေးလောကမှာထိတ်တန်းရောက်နေတဲ့မိခင်ဖက်သူကအဖွားကိုခွန့်တွန့်ပြောမရဲပါဘူးငါကြီးပင်လာလားကောင်းကောင်းမွန်မွန်ပဲဘာလို့ရီးစားမရသေးတာပါလေမလဲလို့ကြမ်းရွံချင်းစိတ်ထဲမှာတိုးတိုးလေးရေရွတ်လိုက်ပါတယ်မနစာတောင်းတော့နော်အတွေးလေးဟာအဖွားရမိန်နာနဲ့ကိုမလွန်နိုင်ကအခါနာဝင်ပြီးအဝတ်အစလဲမိတ်ကပ်လေးမိအင်ထွာမတွေ့ဆုံပွဲကိုတွားဖို့ပြင်ဆင်ဟပါတော့တယ်မိတ်ကပ်ပပလေးလင်းထားပေမဲ့ပို့ပြီးတောက်ပါလာပန်းနေပါတယ်စပင်းကောင်းကောင်းဒီကိုဖြန့်ချထားပြီးကုတ်ဖင်ကြီးရှေဂျင်းပောင်ပြီးချက်နဲ့မာတင်ဘုတ်ဖနအနက်ရောင်ကိုတွဲဖက်ဝစ်ရှင်ထားပါတယ်ယူရှင်းပေမဲ့အလွန်လိုက်ဖက်ညီပါတယ်အတွေးလေးဟာညင့်ကိုနားလဲပါတယ်ဆိုပဲအချိနဲ့ချိပြီးလက်ကိုက်အိတ်ကိုဆွဲလွယ်ခါလီလုတ်ရမ်းပြီးထွတ်ခွာပါတော့တယ်အမေသမီးသွားပြီနော်တဲ့အဲ့ဒီနောက်ကျန်းရွံချစ်လက်အခန်းထဲဝင်းပြီးတီရှပ်အနက်ရောင်ဘောင်းပြီးရှင်နဲ့အာကစားဖနက်ကိုလဲပြီးဝစ်ရတော့ပါတယ် အဲကန်းမှာတင်းစီရှင်းလင်းနေတဲ့အဖွားကသူထွက်လာတာကိုမြင်တော့အလုတ်ကိုရက်ပြီးတိတ်ဆိတ်စွာစိုက်ကြည့်နေပါတယ်ကျန်းရွံချင်းကအဒေါ်လီရဲ့လေးတန်းကိုတူပြီးအမေတားလဲအိမ်တော်ဖက်တွေ့ဖို့သွားလိုက်ဦးမယ်လို့ပြောလိုက်ပါတယ်ထွက်သွားစမ်းလို့အဖွားကဓမျက်စီးကိုမြောက်ပြီးချိန်မြောက်လိုက်ပါတယ်ဒီတကားဘောက်ကနေခြေတလန်းထွက်ရင်နင့်ခြေတော့ကိုရိုက်ချိုးပေးမယ်တဲ့ဟုတ်ကဲ့ပါခင်ဗျာကျန်းရွံချင်းတယောက်အလိုက်တည်းနဲ့အိတ်ထဲထဲကိုချက်ချင်းတန်ပြေးဝင်ရောက်ပါတော့တယ်စပွဲပုံမှာထိုင်ရင်ဖုံးထုတ်ကအတော်လေးစီစားပို့လိုက်ပါတယ်ဆီယာမတပြည့်တော့ကြာဆုံးသွားပါပြီကိုလန်ကိုသာဆက်ချော့ပါတော့တယ်လူလိုနားလဲအောင်ပြောစမ်းပါလို့အတော်လေးစီကတူပြန်စားဝင်လာပါတယ်ကားမောင်းနေပုံရပါတယ်ကျွန်တော်ကိုအဖွားကအိမ်ထဲကနေပေးမထွက်ဘူးအတော်လေးပဲတယောက်သေးသွားတွေ့လိုက်တော့လူကျန်းရွံချင်းစပြန်ပို့လိုက်ပါတယ်ဒီတစ်ခါတော့အတော်လေးကအတန်ဖိုင်တစ်ခုပြန်ပို့လာပါတယ်ဖွင့်ကြည့်လိုက်တဲ့အခါနေငါဘာမှလည်းတုံးစားမရဘူးဆိုတဲ့ဒေါသတကြီးအော်ဟစ်တန်ထွက်ပေါ်လာပါတယ်အဲ့ဒီနောက်အတော်လေးကအတန်ဖိုင်ကိုပြန်ဖြတ်သွားပါတယ်နောက်တစ်ခုကိုထပ်ပို့လာပါတယ်ဒီတစ်ခါတော့လေတန်က180ဒီဂရီပြောင်းလဲသွားပြီးချွဲနွဲ့လေအတန်လေးနဲ့တူလေးကလည်းမြန်လိုက်လာခဲ့ပါနော်အတော်လေးကတူလေးကိုအချစ်ဆုံးလေမွတဲ့မိမမြန်ငါကိုချွဲပြပြီးအဖွားရဲ့တားမြင့်မင်းကိုဖုတ်ဖြတ်ခိုင်းနေတာလားအနည်းဆုံးတော့မွန်ဖိုးလေးပါလေပြီးမှာပေါ့လို့ကျန်းရွံချင်းတွေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ရှိခန်းကနေတင်းတောင်ဆိုရဲလူခေါ်ပဲတန်ထွက်ပေါ်လာပါတယ်ကျန်းရွံချင်းအဲခန်းကိုထွက်သွားပြီးအဖွားရဲ့စူးစိုက်ကြည့်ရှုမှုအောင်မှာပဲအင်တာကွန်ခလုတ်ကိုနှွှေ့လိုက်ပါတယ်ဘာလို့လဲပါဆယ်လာပို့တာပါကျန်းရွံချင်းတကားခလုတ်ကိုနှွှေ့လိုက်ပါတယ်2မိနစ်3မိနစ်ခန့်အကြာမှာယူနီဖောင်းဝတ်ထားတဲ့ပါဆယ်ဖူသမားတူအပေါ်ဓာတ်ကိုရောက်လာပြီးပါဆယ်တထုပ်ကိုကမ်းပေးပါတယ်ကျန်းရွံချင်းဆိုတာလားခင်ဗျဟုတ်ပါတယ်ငါအွန်လိုင်းကနေဘာမှမဝယ်ထားဘူးပေါ့လွတ်သွေးရင်သူနားမလဲစွာနဲ့လက်မှတ်ချပြီးပါဆယ်ထုတ်ကိုယူလိုက်ပါတယ်ပေးဖို့ဆိုအမည်မပါပေမဲ့လစ်စာကတော့ကျန်းနှန်းဖီမဲ့ဟန်ကြောင်းမြို့ကနေထည့်ပါတယ်အခန်းထဲကိုပြန်ရောက်တဲ့အခါစာရေးစပွဲအန်တွဲတဲ့ခါဘားကိုထုတ်ပြီးပါဆယ်ထုတ်ကိုဖွင့်ကြည့်လိုက်ပါတယ်လေးဘူးပုံးအိတ်နဲ့တေချာထုတ်ပိုးထားတဲ့အရာကတော့အနက်ယုံကပ်ပြားတစ်ပြန်နဲ့စာအိတ်တီးဖြစ်နေပါတယ်ကျန်းရွံချင်းဟာမှတ်တမ်းကဆိုင်လောက်ရှိတဲ့အနက်ယုံကပ်ပြားကိုကောက်ယူလိုက်ပါတယ်တူမျိုးလိုဖြစ်နေတော့မြလဲကင်တွယ်ကြည့်တဲ့အခါအေးဆက်မနီးပဲနူးညံ့တဲ့အထီတွေမျိုးရှိနေပါတယ်ကပ်ပြားကိုလက်ရမြောက်ပြုလုပ်ထားပြီးအနားတက်မှာငွေရောင်တိမ်သွင်းဒီဇိုင်းအကွက်ပါတစင်တွေရှိနေပါတယ်အလဲထဲမှာတော့အနက်ရောင်လာပြေဝင်းတုံစီဒီဇိုင်းတစ်ခုပါဝင်ပါတယ်အဲ့ဒီအနက်ရောင်လာပြေဝင်းတုံစီဒီဇိုင်းဟာအလွန်သေးသက်လာပါပြီးမျက်နှာပြင်ပေါ်ကလက်မညီနဲ့အစော့ပေါက်တွေကိုတောင်ထင်ရှားစွာမြင်တွေ့နေရပါတယ်ဒါပါပစီလေတန်တရားစိတ်ဒီနဲ့သူဟာစာအီကိုဖောက်ပြီးစာကိုထုတ်ဖက်ပါတယ်စာထဲမှာရေးထားတာကယွမ်ငါအရင်စိတ်ဝင်စားစရာကောင်းတဲ့ပစ္စည်းတစ်ခုရထားတယ်တချင်ကဒါကဘဝကိုပြောင်းလဲပေးနိုင်မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့ငါအရေးချင်းကအကန့်အသတ်ရှိနေတော့ဒါကိုထိန်းချုပ်လို့မနိုင်ခဲ့ဘူးမင်းဆိုနေတော့ပြဿနာမရှိတော့ဘူးလို့ငါထင်တယ်ညီကိုရဲ့ဒါကငါမင်းကိုပေးတဲ့လက်ဆောင်ပဲ Larry Ding ဒီလွေးဝဆန်းကြနေတဲ့အနှစ်ကြောင်ကပ်ပြားကဘာများလဲသူ့တငယ်ချင်း Larry Ding ကဘာကြောင့်ဒါကိုသူ့စီကိုပို့လိုက်တာလဲဆိုတာကိုတော့နောက်အခန်းဒီမှာဆက်လက်နားဆင်ခံစားကြပါအောင်